အားကစားပြိုင်ပွဲတွေကိုစောင့်မျှော်နေသူတွေအတွက်တော့တရုတ်နိုင်ငံပေကျင်းမြို့မှာကျင်းပနေတဲ့ကမ္ဘာလူသားပုံစံစက်ရုပ်ပြိုင်ပွဲကစိတ်ဝင်စားစရာဖြစ်လာပါတယ်ဒီပြိုင်ပွဲဟာဒုတိယအကြိမ်မြောက်ကျင်းပတာဖြစ်ပြီးဩဂုတ်လ22ရက်ကနေ26ရက်အထိ9ရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်ပြိုင်ပွဲမှာလူသားပုံစံစက်ရုပ်တွေဟာစုစုပေါင်းပြိုင်ပွဲအမျိုးအစား30မှာရှင်ပြိုင်ကြပြီးမီတာ100အပြေအမြင့်ခုံလက်ဝိတ်ဘောလုံးနဲ့လူသားစက်ရုပ်ပူးတွဲတင်းနှစ်ပြိုင်ပွဲတွေပါဝင်ပါတယ်အထူးသဖြင့်မီတာ100အပြေးပြိုင်ပွဲကပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်စက်ရုပ်တွေဟာပြိုင်ပွဲလမ်းကြောင်းပေါ်မှာအရှိန်နဲ့ပြေးနိုင်ကြပေမဲ့ပြေးပြီးတဲ့နောက်အရှိန်လျှော့ပြီးရက်တန့်ဖို့ကတော့အခက်ခဲရှိနေစေဖြစ်ပါတယ်။ပြိုင်ပွဲမှာအနက်ရောင်နဲ့အညီရောင်စက်ရုပ်တရုပ်ဟာမီတာ100အကွာဝေးကို9.30 စက္ကန့်နဲ့ပြေးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါဟာကမ္ဘာ့အမြင့်ဆုံးလူသားဖြစ်မှတ်တမ်းတင်ထားတဲ့အိုလံပစ်ရွှေတံဆိပ်ဆုရှင်ယူစိန်ဘို့ရဲ့မီတာ100အိုလံပစ်စံချိန်ဖြစ်တဲ့9.58 စက္ကန့်ထက်ပိုမြန်တဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့စက်ရုပ်ရဲ့ပြေးလမ်းကတော့လူသားတွေနဲ့မတူပဲခြေလမ်းတွေမတည်ငြိမ်တာခန္ဓာကိုယ်ကိုဗညာရင်းပြီးပြေးတာတွေကြောင့်ပရိသတ်တွေအတွက်ရေစရာကောင်းတဲ့မြင်ကွင်းတွေဖြစ်ခဲ့ပါတယ်တချို့စက်ရုပ်တွေဟာပြေးရင်းနဲ့လဲကျခဲ့ကြပြီးတချို့ကတော့အတားဆီးတွေနဲ့အရှိန်ဟုန်နဲ့တိုက်မိခဲ့ကြပါတယ်အထူးသဖြင့်စက်ရုပ်တရုပ်ဟာပြေးပြီးနောက်အတားဆီးနဲ့ဥခေါင်းရင်တိုက်မိခဲ့ပြီးစက်ရုပ်စိတ်ပိုင်းတွေပြိုကွဲသွားခဲ့ပါတယ်ဒါအပြင်ပြိုင်ပွဲအတွင်းစက်ရုပ်တရုပ်မှာမီးလောင်မှုဖြစ်ပွားခဲ့ပြီးလူသားကူညီပေးသူတွေကမင်းညင်းသက်ပေးခဲ့ရတဲ့ဖြစ်ရပ်လည်းရှိခဲ့ပါတယ်ဒီလိုမမျှော်လင့်ထားတဲ့လဲကျမှုတွေနဲ့တိုက်မိမှုတွေရှိနေသေးပေမဲ့စက်ရုပ်တွေဟာအပြေခုန်ခြင်းနဲ့အခြားလှုပ်ရှားမှုတွေမှာတဖြည်းဖြည်းပုံမကောင်းမွန်လာတာကိုတွေ့မြင်ရပါတယ်။ပွဲစီစဉ်သူတွေကတော့ဒီပြိုင်ပွဲဟာလူသားပုံစံစက်ရုပ်တွေရဲ့နေပညာတိုးတက်မှုကိုစမ်းသပ်ပြသဖို့အပြင်စက်ရုပ်တွေကိုစက်ယုံ၊ဂိုတောင်း၊စားတောက်ဆိုင်၊လက်လီအယောင်းဆိုင်၊ယုံနဲ့အရေးပေါ်တုံးပြန်ရေးလုပ်ငန်းတွေမှာအသုံးချနိုင်ရေးကိုလည်းစမ်းသပ်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့စက်ရုပ်တွေဟာလူသားကူညီနဲ့ထိန်းချုပ်မှုတွေကိုဆက်လက်လိုအပ်နေစေဖြစ်ပြီးအပြည့်အဝကိုယ်တိုင်ဆုံးဖြတ်ကလွတ်လပ်စွာလှုပ်ဆောင်နိုင်တဲ့အဆင့်ကိုတော့ရောက်ရှိဖို့အချိန်လိုနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့လူသားတွေရဲ့အားကစားစံချိန်ကိုပင်ကျော်ဖြတ်နိုင်တဲ့စက်ရုပ်တွေပေါ်ပေါက်လာတာကတော့အနာဂတ်စက်ရုပ်နည်းပညာဘယ်လောက်ထိတိုးတက်လာမလဲဆိုတာစိတ်ဝင်စားစရာဖြစ်လာစေပါတယ်။